ကဲမိတ်ဆွေအားလုံးတို့မင်္ဂလာပါခင်ဗျာကျေရဝင်းဟာမိတ်ဆွေတို့အတွက်23ရက်နေ့တနင်္လာနေ့အတွက်မနက်ကနန်းတွေကိုတင်ပေးလိုက်ပါပြီနော်မိတ်ဆွေအားလုံးတို့ကျေရဝင်းဟာကြီးခဲ့တဲ့တစ်ပတ်က9ကြိမ်အောင်ပွဲဝင်ခဲ့ပါတယ်နော်ကျေရဝင်းဟာကြီးခဲ့တဲ့တစ်ပတ်က9ကြိမ်အောင်ပွဲဝင်ခဲ့ပါတယ်နော်9ကြိမ်အောင်ပွဲဝင်ခဲ့ပါတယ်ကျေရဝင်းရွာမလဲတော့ပါဘူးဟုတ်မဟုတ်စောင့်ကြည့်ပါကဲတငယ်ချင်းအားလုံးတို့ဘော်ရာအားလုံးတို့မိတ်ဆွေအားလုံးတို့ကျေရဝင်းဟာခဏတွေတင်ပေးထားပါပြီနော်ကြက်ရအုပ်စုတစုကိုရွေးပြီးတော့ထိုးပါဒါကကျေရဝင်းဟာမှားတာပါနော်တငယ်ချင်းတို့ရဲ့သဘောအတိုင်းမှာကျေရဝင်းရဲ့ready made ကနန်းတွေကိုကြိုက်တယ်လို့အသုံးချနိုင်ပါတယ်ကြိုက်မှစားပါနော်ကျေရဝင်းက9ကြိမ်တော့အောင်ခဲ့ပြီးပါပြီတငယ်ချင်းတို့ဘော်ရာတို့တွက်ချီကြိုက်အောင်ကတော့တငယ်ချင်းတို့ရဲ့အကြံဉာဏ်နဲ့လှုပ်ရှားဖို့လိုပါတယ်တွက်ချီကြိုက်အောင်ကိုယ့်ဘာသာကိုစဉ်းစားပြီးတော့လှုပ်ရှားဖို့လိုပါတယ်ဒါကတော့ကျေရဝင်းအပိုင်းမဟုတ်ပါဘူးတတိပေးတာပါတငယ်ချင်းတို့အားလုံးအစဉ်ပြေကြပါစေလို့ကျေရဝင်းဆုတောင်းပါတယ်တငယ်ချင်းတို့အချင်းချင်းလဲဝေမျှပေးဖို့ရာမေတ္တာရပ်ခံပါတယ်